အခြေအနေတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်။ငါတို့လေစိတ်ကိုရောက်တဲ့အချိန်မှာတထေးကြီးကြောင်နဲ့ထိတ်တိုက်တွေ့ကြတယ်။အစတုန်းကတော့သူကငါ့ကိုအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခဲ့တာပေါ့။ဒါပေမဲ့နောက်ွယ်ကအဖြစ်မှန်တွေကိုသိသွားတဲ့အခါမှာတော့တထေးကြီးကြောင်တယောက်ချက်ချင်းကြီးပြောင်းလဲသွားပြီးငါရှိမှခေါင်းငုံတောင်းပန်လာတော့တာပဲ။ငါကတော့အေးအေးဆေးဆေးပါပဲဒါတွေအားလုံးကငါလက်ထဲမှာရှိနေတဲ့အခြေအနေတွေပဲလေ။အခုဆိုရင်ငါဘဝကအရင်နဲ့မတူတော့ဘူး။လမ်းမပေါ်မှာအလန်းစားပြိုင်ကားတွေကြားထဲမှာငါကတော့ယုံကြည်မှုအပြည့်နဲ့ရပ်နေနိုင်ပြီးခြားကလည်းငါ့ကိုအရင်ထက်ပိုပြီးသဘောကျလာတယ်လို့ပဲငါအနားကိုကပ်လာပြီးကိုလင်းရှင်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်တဲ့စကားတန်ကငါနားထဲမှာအယမ်းကိုချိုတာနေခဲ့တယ်နောက်ဆုံးမှာတော့ငါဖြစ်ချင်တဲ့အိမ်မက်တွေကတကယ်ဖြစ်လာခဲ့ပြီဒီအပိုင်းမှာတော့ငါကားကြောင်းကိုဆိုင်ကယ်လေးနဲ့သွားနေတော့လမ်းမှာတင်ဆိုင်ကယ်ကပြတ်သွားရောဒါပေမဲ့ဒါကတိုက်ဆိုင်တာမဟုတ်ပဲမင်းညကတထေးကြောက်ကငါ့ကိုအနှောက်အယှက်ဖြစ်အောင်တမင်လှုပ်ခိုင်းထားတာငါဆိုင်ကယ်ကိုမပြီးကားပေါ်တင်ဖို့စူးစမ်းနေတဲ့လူတစ်ယောက်ကိုလည်းမြင်လိုက်ရသေးတယ်အဲ့ဒီအချိန်မှာပဲကိုထင်းကြီးနေတဲ့တထေးလျံကသူ့ရဲ့တံမိုးကြီးလမ်ဘော်ဂန်နီကားကြီးနဲ့ရောက်လာပြီးငါ့ကိုလှောင်ပြောင်းတော့တာပဲမင်းညကဖြစ်မဲ့ငါအမားပါငါအမားဆိုပြီးဟန်ဆောင်ကောင်းနေတာသူကငါ့ကိုအဆက်ခွဲဖို့စူးစမ်းနေတာသိတာတယ်ဒါပေမဲ့ငါကတော့သူကိုဂယုမဆိုင်ပဲဆိုင်ကယ်ထားဖို့နေရာရှာနေတော့မှပဲလော်ယာရှိစီးကနေဖုန်လာပါတယ်သူမကသူအိမ်မှာထမင်းစားဖို့ခေါ်ပါတယ်ငါကအခုငါထက်တန်းကျောင်းကတငယ်ချင်းတွေစုံပွဲမှာရှိနေတယ်ဆိုပြီးညင်းလိုက်ပါတယ်စွမ်းရည်အစင်းမြင့်တင်ခြင်းငါရဲ့စွမ်းဆောင်ရည်တွေကိုအစင်းမြင့်တင်လိုက်တဲ့အခါတကိုယ်လုံးမှာနှွေးထွေးတဲ့စွမ်းရည်တွေစီးဆင်းသွားသလိုခံစားလိုက်ရတယ်အားအင်တွေပြေဝလာပြီးအရင်ကထက်အများကြီးပိုတန်မာလာသလိုပဲဒါတွေမကသေးဘူးကန်ဆန်းမဲနိုင်ရင်နဲ့အဖိုးတန်ပစ္စည်းတွေကိုအကဲဖြတ်နိုင်တဲ့ O-level စွမ်းရည်နဲ့လျှက်စီးလိုမြန်ဆန်တဲ့ C-level တိုက်ခိုက်ရေးစွမ်းရည်တွေကိုပါရရှိခဲ့တယ်အဲ့ဒီနောက်မှာတော့ငါတငယ်ချင်းတွေနဲ့တွေ့ဖို့စားတောက်ဆိုင်ကိုရောက်သွားခဲ့တယ်အဲ့ဒီမှာငါ့ကိုအထင်သေးခဲ့ကြတဲ့သူတွေလည်းရှိနေတာပေါ့သူတို့ကငါ့ကိုဟန်ဆောင်နေတယ်လို့ထင်နေကြတုံးပဲဒါပေမဲ့သူတို့မသိတာကငါရဲ့လက်ရှိအခြေအနေပဲသူတို့ငါ့ကိုဝိုင်းပြီးလှောင်ပြောင်ဖို့ပြင်နေချိန်မှာငါကတော့အေးအေးဆေးဆေးပါပဲငါရဲ့စွမ်းရည်အစ်စ်တွေကိုသူတို့မြင်သွားတဲ့အခါဘလို့မျက်နှာပြတ်သွားမလဲဆိုတာကြည့်ရတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါပါစပွဲဝိုင်းတစ်ခုမှာအားလုံးစုနေတော့ဖယ်လီကငါ့ကိုလှောင်ပြောင်တဲ့စကားတွေနဲ့စတင်တိုက်ခိုက်လာပါတယ်သူကမင်းမှာဒီလောက်ပတ်စံတွေအများကြီးရှိနေတာတောင်ဘာလို့ဆိုင်ကယ်အစုပ်ကြီးနဲ့လာရတာလဲဆိုပြီးလူကြားထဲမှာအဆက်ခွဲဖို့ကြိုးစားခဲ့တာပါအဲ့ဒီအချိန်မှာဝိုင်းထဲကမိန်းကလေးတွေကလည်းငါ့ကိုစင်းရဲသားတယောက်လိုပဲထင်မှတ်နေကြတော့မှာပဲဒါပေမဲ့ငါကတော့ဘာမှတုံ့ပြန်ခြင်းမရှိပဲအေးအေးဆေးဆေးပဲရင်ဆိုင်နေပါတယ်သူကအမှန်တိုင်းပဲပြောပြနေပေမဲ့ဘသူကမှသူ့စကားကိုမယုံကြပါဘူးအဲ့ဒီအချိန်မှာရှီရီယွန်းရဲ့ကြီးညိုမှုနှုန်းကလည်းအနှုတ်100%အထိကျဆင်းသွားတာကိုတွေ့ရပါတယ်ဖယ်လီကသူ့ကိုယ်သူအရန်တော်တယ်လို့ထင်နေပြီးငါ့ကိုမင်းလိုလူမျိုးကအမှုပညာနဲ့ရှေးဟောင်းပစ္စည်းတွေအကြောင်းဗာတိမှလဲဆိုပြီးထပ်မံနှိမ်ချပါတယ်သူကသူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့အသိပညာတွေကိုထုတ်ကြွရင်းငါ့ကိုအဆက်ခွဲဖို့အစွမ်းကုန်ကြိုးစားခဲ့တာပါဒါပေမဲ့ဇလန်းကအဲ့ဒီမှာတင်ရက်မသွားပါဘူးငါစီမှာအစစ်မြင့်စွမ်းရည်တွေရှိနေတာကိုဖယ်လီတို့မသိသေးပါဘူးငါရဲ့ရှေးဟောင်းပစ္စည်းစမ်းစစ်ခြင်းစွမ်းရည်နဲ့ဖယ်လီကိုဘလို့ပြန်ပြီးပညာပေးမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းလာပါပြီဝိုင်းထဲမှာဖယ်လီကငါ့ကိုအကြီးကျယ်နှိမ့်နေတော့မယ်သူကငါ့ကိုဘာမှမသိတဲ့ကောင်လို့ထင်ပြီးသူ့ရဲ့ပညာတွေကိုထုတ်ကြွနေတာပေါ့ငါကတော့ဘာမှပြန်မပြောပဲအေးအေးဆေးဆေးပဲနားထောင်နေခဲ့တယ်တကယ်တော့ငါရဲ့စိတ်ထဲမှာစနစ် system ကနေရရှိထားတဲ့ရှေးဟောင်းပစ္စည်းအကဲဖြတ်ခြင်းစွမ်းရည်တွေကအလုံးလုံးနေပြီလေအဲ့ဒီအချိန်မှာပဲအဖိုးတန်တယ်ဆိုတဲ့ပစ္စည်းတွေကိုငါအနီးကပ်ကြည့်လိုက်တယ်ဖယ်လီကတော့ဒါတွေကိုအစ်စ်ကြီးလို့ယုံကြည်ပြီးကြွားနေတာပေါ့ဒါပေမဲ့ငါရဲ့မျက်လုံးထဲမှာတော့ဒီပစ္စည်းတွေရဲ့အားနည်းချက်တွေအတူဖြစ်ကြောင်းတက်သေးတွေကိုအကုန်မြင်နေရပြီးငါကတီတီငိမ့်ငိမ့်နဲ့ပဲဒါကအတူပဲလို့ပြောလိုက်တဲ့အခါဖယ်လီတင်မကပဲတဝိုင်းလုံးကလူတွေပါတုံ့လှုပ်သွားကြတယ်ဖယ်လီကငါ့ကိုဒေါသတကြီးနဲ့ပြန်ညှင်းဖို့ကြိုးစားသေးတယ်ဒါပေမဲ့ငါကအသေးစိတ်အချက်လက်တွေကိုတစ်ခုချင်းစီထောက်ပြလိုက်တဲ့အခါမှာတော့သူဘာမှပြန်မပြောနိုင်တော့ဘူးဘေးကမိန်းကလေးတွေကလည်းငါ့ကိုအရင်ကလိုစင်းရဲသားတယောက်လိုမမြင်တော့ပဲသူကတကယ်ပညာရှင်ပဲဆိုတဲ့အကြည့်တွေနဲ့ကြည်လာကြပြီးငါရဲ့အရှိန်အဝါကသူတို့ကိုလုံးဝလွှမ်းမိုးသွားခဲ့တာပေါ့နောက်ဆုံးမှာတော့ဖယ်လီတယောက်လူကြားထဲမှာအကြီးအကျယ်အရှက်ရသွားခဲ့ရတယ်သူအထင်သေးခဲ့တဲ့ငါကသူတို့ထက်အများကြီးတာလွန်နေတယ်ဆိုတာကိုလက်တွေ့ပြလိုက်တာပဲခြားကိုယ်တိုင်တော့ငါ့ကိုအန်အော်ဒါကြီးနဲ့ကြည့်နေရပြီလေဒါကတော့ငါ့ကိုလာစိန်ခေါ်တဲ့သူတွေကိုငါပေးလိုက်တဲ့သင်ခန်းစာပဲစနစ်ရဲ့အကူအညီနဲ့ငါရဲ့ခန္ဓာကိုယ်ကြွက်သားတွေနဲ့အစွမ်းတွေကိုအစစ်မြင့်တင်လိုက်ပြီးနောက်မှာတကိုယ်လုံးမှာစွမ်းရည်တွေပြည့်ရှံသွားတယ်လို့ခံစားလိုက်ရတယ်ငါတငယ်ချင်းတွေနဲ့တွေ့ဖို့စားတောက်ဆိုင်ကိုရောက်လာတဲ့အခါဖုံးပြီးဖြန့်ကငါ့ကိုအရင်ကလိုပဲစင်ရဲသားတယောက်လို့ထင်ပြီးအားရပါးရနှိမ်တဲ့အပြင်ငါရဲ့ဆိုင်ကယ်အစုပ်လေးအကြောင်းပြောပြီးလူကြားထဲမှာအဆက်ခွဲဖို့ကြိုးစားနေတာသူကသူ့ရဲ့ရွှေဆွဲကြိုးတွေတံမိုးကြီးပစ္စည်းတွေကိုထုတ်ကြွားရင်းငါ့ကိုနှိမ်ချနေပြန်ရောငါရဲ့အကဲဖြတ်စွမ်းရည်နဲ့ကြည့်လိုက်တော့သူကြွားနေတဲ့ပစ္စည်းတွေကအတုတွေဆိုတာငါချက်ချင်းသိလိုက်တယ်ဝိုင်းမှာထမင်းစားနေရင်ငါစီကို notification တစ်ခုတက်လာတယ်ရန်ကုတ်ကငါ့ကိုချမ်းသာတဲ့သူတွေပဲရှိတယ်ဆိုတဲ့ရန်ကျန်း princess များ group ထဲဆွဲသွင်းလိုက်တာအဲ့ဒီမှာလူတွေကငါရဲ့တကယ်ပိုင်ဆိုင်မှုကိုစမ်းသပ်ချင်နေကြတယ်
ငါလည်းဘာမှအများကြီးစဉ်းစားမနေတော့ပဲစနစ်ထဲကပတ်စံတွေကိုတုံးပြီး group ထဲက main ကလေးတစ်ယောက်ရဲ့အကောင့်ထဲကိုယွမ်18.88 တန်း1888သိန်းချက်ချင်းလွှဲပေးလိုက်တယ်။ဒီလောက်များပြားတဲ့ပမာဏကိုမျက်စိတမိတ်အတွင်းလွှဲလိုက်တာကိုမြင်သွားတဲ့အခါ group ထဲကလူတွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြတယ်။ဖုန်းပြီးဖြန့်ကတော့ငါရဲ့ဒီစွမ်းအားကိုမသိသေးပဲ group ထဲမှာတထေးကြီးကိုမျက်နှာချိုသွေးကိုစူးစမ်းနေတာ။သူမျက်နှာချိုသွေးနေတဲ့တထေးကြီးကသူ့ရှိမှသူနေနေတဲ့ငါဖြစ်နေမှန်းသူသိသွားရင်ဘလို့ဖြစ်သွားမလဲဆိုတာကြည့်ရတာတကယ်ကိုအရသာရှိမှာပါ။